နီးပြကအမျိုးသမီးရဲ့ခြေချင်းဝတ်မှာတက်တန်1တက်နွန်အလေးချိန်ကိုလှိုးဝက်တက်ဆင်ပေးခဲ့ပေမဲ့10ကီလိုဂရမ်ပဲလေးတယ်လို့ပြောခဲ့ပါတယ်။အမျိုးသမီးကလည်းသူ့ဆရာကိုလုံးဝယုံကြည်ခဲ့ပါတယ်။ပြိုင်ပွဲကျင်းပနေချိန်မှာခြေချင်းဝတ်အလေးချိန်ကမတော်တဆပြုတ်ကျသွားတာကြောင့်ဈေးကန်တစ်ခုလုံးပြင်းထန်စွာတုန်ခါသွားခဲ့ပါတယ်။အမျိုးသမီးဟာရေကန်ထဲကနေချက်ချင်းခုန်တက်ပြီးပန်းဝင်မြင်းစီကိုအလွယ်တကူပြန်တန်းသွားခဲ့ပါတယ်။သူမဟာရေကူးစွမ်းရည်ထူးချွန်တဲ့ပါရမီရှင်တယောက်ဖြစ်နေခဲ့တာပေါ်လွင်သွားခဲ့ပါတယ်။ဒါပေမဲ့သူမဟာပထွေးမသမီးနဲ့မိထွေးရဲ့အနိုင်ကျင့်ခြင်းကိုအမျက်ခံခဲ့ရပါတယ်။လေ့ကျင့်ဖို့ဒါမှမဟုတ်ပြိုင်ပွဲဝင်ကိုအခွင့်အရေးမရခဲ့ဘူးပါဘူး။သို့တော်လည်းအနီးပြ၃ဦးကသူမကိုအလွန်ကောင်းမွန်စွာဆက်ဆံခဲ့ကြပြီးရေကူးချန်ပီယံဖြစ်လာစေရန်မျှော်လင့်ချက်ဖြင့်သူမရဲ့လေ့ကျင့်မှုတမနာကိုလျှို့ဝှက်မြင့်တင်ခဲ့ကြပါတယ်။ဒါကိုညီမဗန်ကွဲကရော့သူအထိနေ့စဉ်နဲ့အမျှစင်ခွာစကားတွေပြောခဲ့ကြုံသားမကအမျိုးသမီးရဲ့အချစ်ဆုံးအယုတ်ကိုတောင်ဖျက်ဆီးခဲ့ပါတယ်။အမျိုးသမီးကညီမကိုရိုက်လိုက်တဲ့အခါမမျှော်လင့်ပဲညီမဟာမြေပေါ်ကိုပြစ်လွင့်ခံလိုက်ရပါတယ်။အမျိုးသမီးနားခိုဖို့ပြင်ဆင်နေချိန်မှာထူးဆန်းတဲ့တန်လုံးကြီးတစ်လုံးကားပိတ်ဆို့နေတာကိုတွေ့ရတယ်။သူမကအဲ့ဒီတန်လုံးကိုအသားလေးကန်ထုတ်လိုက်ရာတန်လုံးမှနေရန်ထဲကိုစိုက်ဝင်သွားခဲ့ပါတယ်။ဒေါသထွက်နေတာတွေပြေးသွားတာနဲ့မိသားစုဝင်တွေကသူမကိုခေါ်ဆောင်သွားခဲ့ပါတယ်။သူမထွက်သွားပြီးမကြာခင်မှာပဲအဖိုးကကြံတဲ့မိသားစုဝင်တွေနဲ့အတူရောက်လာခဲ့ပါတယ်။နေရန်မှာစိုက်ဝင်နေတဲ့တန်လုံးကိုသူတို့မြင်တဲ့အခါအကြီးမားထိတ်လန့်သွားကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီတန်လုံးဟာ3တန်လေးပြီးနှစ်ထောင်ရပ်တည်တာတိုင်အောင်ဘယ်သူမှရွှေ့လို့မရခဲ့လို့ပါပဲ။အဖိုးကမိသားစုထဲမှာပါရမီရှင်တိတော့ပေါက်လာပြီးဆိုတာသိလိုက်တာနဲ့သူမကိုရှာဖွေနိုင်ဖို့အင်အားစုတွေကိုချက်ချင်းစီစဉ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအမျိုးသမီးကညီမကိုသင်ခန်းစာပေးခဲ့တဲ့အတွက်မိသားစုရဲ့အပြစ်ပေးခြင်းကိုခံနေခဲ့ရပါတယ်။မိသွေးကသူ့သမီးကိုထိခိုက်အောင်လုပ်တာကိုမြင်တော့ဒေါသတိနဲ့အမျိုးသမီးကိုမိသားစုထဲကနေမောင်းထုတ်ချင်ခဲ့ပါတယ်။အမျိုးသမီးကသူ့ရဲ့ဆင်းရဲဒုက္ခတွေကိုလုံးဝလစ်လျော်ရှုပြီးပြိုင်ပွဲကုန်ထူးကိုသာဂရုစိုက်နေတဲ့ဖခင်ကိုနာကျင်စွာကြည့်လိုက်ပေမဲ့အားကိုးရမရှိခဲ့ပါဘူး။နောက်ဆုံးမှာအမျိုးသမီးကပြိုင်ပွဲနေ့မှာချန်ပီယံဆုကိုတေချာပေါက်ဆုကူးမယ်ဆိုပြီးကတိပြုခဲ့ရပါတယ်။သူမရဲ့နီးပြ၃ဦးလည်းပြိုင်ပွဲကြီးတစ်ဖက်နေရာကိုရောက်ရှိလာကြပါတယ်။ပထမပွဲစဉ်ကမီတာ2လိုက်ရေကူးပုံစံလွတ် freestyle မှာမမျော်လင့်ပဲနီမဝမ်ခွဲကတကယ်ကိုအစွမ်းထက်ပြီးပထမအဆင့်မှာပထမရခဲ့ပါတယ်။ဒါပေမဲ့အမျိုးသမီးကခြေချင်းဝက်အလေးချိန်ကြောင့်စွမ်းဆောင်ရည်ညှင့်ပန်းပြီးနောက်ဆုံးကနေဝင်ခဲ့ရပါတယ်။ဘိုလ်လူပွဲရောက်တော့လူတိုင်းကလောင်ယောင်ကြပါတယ်။အမျိုးသမီးကညီမရဲ့အစွမ်းကိုကြည့်ပြီးကြောက်လန့်မိပေမဲ့စိန်ခေါ်ဖို့တက်တီကိုမွေးထုတ်နိုင်ခဲ့ပါတယ်။ညီမကအလွန်ထိယုံကြည်ချက်ရှိတဲ့အတွက်10စက္ကန့်နောက်ကျမှရည်ရွယ်ချက်ဖြင့်ရေထဲကိုဝင်ခဲ့ပါတယ်။မကြခင်မှာပဲအမျိုးသမီးကိုမြည်ထွားခဲ့ပါတယ်။သူမဟာရေထဲမှာဝယ်ခင်းနဲ့ဖြစ်အောင်ခန္ဓာကိုယ်ကိုလှည့်ပတ်ပြီးအမျိုးသမီးရဲ့ရေကူးမှုကိုအနှောင့်အယှက်တိုင်းဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အမျိုးသမီးကတတန်လဲတဲ့ခြေချင်းဝတ်ကိုဝတ်ထားတဲ့အတွက်လုံးဝအကျိုးသက်ရောက်မှုမရှိခဲ့ပါဘူး။သူမဟာအကောင်းဆုံးပုံစံနဲ့ပိုမြန်ဆန်လာခဲ့ပြီးညီမကိုလေးမြန်စွာမိလာခဲ့ပါတယ်။နောက်ဆုံးကရောက်တဲ့သူကလိုက်မိလာတာကိုမြင်တော့ညီမကဒေါသတိနဲ့အမျိုးသမီးကိုခြေထောက်နဲ့ကန်လိုက်ပေမဲ့ကိုယ်တိုင်ပြန်ပြီးပွက်ကန်ခံလိုက်ရပါတယ်။အချိန်ကြီးဖြတ်သွားတော့ညီမကသူ့ရဲ့အစွမ်းကုန်လှုပ်ဝက်လက္ခဏာကိုသုံးပြီးရေကန်ထမ်းမှာဝယ်ခနဲ့တွေစက်တိုက်ဖန်တီးခဲ့ပါတယ်။ပရိသတ်တွေကညီမရဲ့အစွမ်းကိုအံ့ဩနေကြပြီးအမျိုးသမီးတေချာပေါက်ရှုံးသွားမယ်လို့ယုံကြည်နေကြပါတယ်။ဒါပေမဲ့နီးပြကခြေချင်းဝက်အလေးချိန်ကိုချက်ချင်းဖြုတ်ချလိုက်ပါတယ်။အဲ့ဒီလေးချိန်ဖြုတ်ချခြင်းကကစားကွင်းတစ်ခုလုံးကိုလွတ်ခါသွားစေပြီးလူတိုင်းအံ့အားသွင်းသွားကြပါတယ်။နောက်တစ်စက္ကန့်မှာပဲအမျိုးသမီးဟာရေကန်ထဲကနေမြန်နုံးမြင့်ပစ်ထွက်သွားပြီးအလဲတကူချန်ပီယံဆုကိုဆုကူးသွားခဲ့ပါတယ်။သမီးချုံသွားတာကိုမြင်တဲ့မိသွေးကဒေါသတိနဲ့သူ့သမီးကိုတော့ဆုပူကရင်ချင်းနေပါတော့တယ်။